အဲ့ဒီစွမ်းရင်းကိုအသုံးချပြီးသူတို့ဟာချီနှောင်ထားတဲ့တန်ကြိုးတွေကိုရိုက်ချိုးဖို့ကြိုးစားခဲ့ကြတယ်။တန်ဒါကြီးတွေထဲမှာရေပင်းအောင်မှာငုတ်တုပ်အိမ်နေတဲ့အေးယာမတတဝါကြီးတစ်ကောင်ရှိတယ်လို့ဆိုတယ်။အာဇုနဲ့ပေါင်းများစွာကြအောင်ကိုဒီတန်ကြိုးကြီးတွေနဲ့ဖွဲ့ချီခံထားရတာ။အဲ့ဒီနောက်မှာတော့လူတစ်ယောက်ရောက်လာခဲ့တယ်။သူကအပြင်းအထန်ဆုံးဖြတ်ထားပုံရတယ်။သူ့ဘေးမှာလည်းထူးဆန်းတဲ့မြင့်တကောင်ပါလာတယ်။ဦးချိုတစ်ချောင်းနဲ့အတောင်ပန်းတွေပါနဲ့မြင်းပေါ်ဒီအေးယာမတတဝါကြီးကိုရင်ပအောင်လုပ်နေတာလား။ဒါမှမဟုတ်လွတ်မြောက်ဖို့အတွက်အဓိကတော့ချက်လား။ဒီတန်ကြိုးကြီးတွေကဘေးသူတွေလုတ်ခဲ့လေဆိုတာမသိရပါပဲ။အေးယာမတတဝါကြီးကိုခိုင်မြဲစွာချုပ်နှောင်ထားတာပေါ့။ဒါပေမဲ့ဒီလူနဲ့သူ့ရဲ့အတောင်ပန်းပါတဲ့မြင်းဖိုးကတောက်ပတ်နေတဲ့လာနဲ့ထဲကိုထိုးဆင်းသွားခဲ့တယ်။အင်ညာကြီးမားတဲ့စွမ်းရင်းတွေရှိတဲ့နေရာပေါ့။အဲ့ဒီစွမ်းရင်းကိုအသုံးချပြီးသူတို့ဟာချီနှောင်ထားတဲ့တန်ကြိုးကြီးကိုရိုက်ချိုးဖို့ကြိုးစားခဲ့ကြတယ်။ပင်လေပင်ကြီးကစုပွက်လာခဲ့တယ်။တန်ကြိုးကြီးကမြည်ဟေးပြီးပြတ်ထွက်ကုန်ကြတော့ကျွန်းလိုကျင်ထောင်းကြီးကရုတ်တရက်ထောင်းမှတ်လာခဲ့တယ်။ဒါဟာကြောက်တောင်ကြီးမဟုတ်တော့ဘူး။အသက်ရှိတဲ့တက်တော်ကြီးတစ်ကောင်ထင်နေတာပေါ့။နောက်ဆုံးမှာတော့ဒီအေးရမှာဝါမန်ဘရင်ကြီးဟာနှစ်ထောင်ပေါင်းများစွာအိတ်ဆက်ရတဲ့နိုးထားပြီးလွတ်မြောက်သွားပါတော့တယ်